မျက်တစ်ပြောင်တိုက်ပြီးသူများကြွေးတွေမဆက်လို့ရှိရင်လေနောက်ဘဝဟာဘလို့မှကောင်းစားလာမှာမဟုတ်နော်သူများကြွေးဆိုတာအမှန်တမ်းကြောက်စရာကောင်းတယ်ငယ်တုန်းကကြုံမှုတဲ့အဖြစ်အပျက်ကလေးတခုပြောရမယ်ဆိုရင်ရွာတရွာမှာညီကို2ယောက်ရှိတယ်အကိုလုံးတဲ့ပုဂ္ဂိုလ်ကညီထံကနေပတ်စံလေးခဏချီအများကြီးမဟုတ်ဘူးအဲ့ဒီခေတ်ကအနည်းငယ်လေးပဲခဏချီပြီးတော့အတော်နဲ့ပြန်မပေးဘူးရုတ်တရက်နောက်ဆုံးမှယောဂရပြီးကျွေးမဆက်ရပဲနဲ့တည်သွားတယ်တည်သွားတော့အဲ့ဒီအကိုလုံးတဲ့လူကဘယ်သွားဖြစ်တော့ဆိုသူညီရဲ့အိမ်သွားပြီးတော့ကျွဲဖြစ်တယ်နော်ကျွေးဆိုတာမျိုးကကျွေးရှိရင်ဆက်ရတတ်တယ်ပေါ့ကျွေးဆိုတာတင်ရင်မကောင်းဘူးပေါ့ဘာပဲဖြစ်ဝကျွေးပဲဖြစ်ဖြစ်ဘာကျွေးပဲဖြစ်ဖြစ်ကျွေးရှိနေမကောင်းအဲ့ဒီအကိုလုံးတဲ့လူဟာကျွေးမပေးနိုင်မဲနဲ့တည်သွားတော့ကျွဲဘဝရောက်